Hello အားလုံးပဲမင်္ဂလာပါရှင်ကိုမင်းမင်း furniture မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ညီမဒီနေ့မိတ်ဆက်ပေးခြင်းတဲ့ဒီဇိုင်းလေးကတော့မိသားစုကတိန်လေးပဲဖြစ်ပါတယ်ရှင်အလျား6ပေခွဲအနံ6ပေခွဲရှိတဲ့မိသားစုကတိန်လေးမှာဆိုလို့ရှိရင်တော့အောက်ခြေမှာဆိုလို့ရှိရင်လည်းအန်ဆွဲလေး9လုံးပါဝင်ပါတယ်ရှင်အန်ဆွဲ9လုံးပါဝင်တဲ့အတွက်ကြောင့်မို့လို့မိမိကြိုက်နေတဲ့ပစ္စည်းတွေကိုလည်းစိတ်ကြိုက်တဲ့အသုံးပြုလို့ရပါတယ်ရှင်ပတင်ရဲ့ခေါင်းရင်းပိုင်းမှာဆိုလို့ရှိရင်လည်းဒါညီမတို့ပေါ့နော်open box လေးတစ်လုံးကိုလည်းထည့်သွင်းအသုံးပြုပေးထားပါတယ်ရှင်နေရကဒီဇိုင်းလေးကိုတော့ဖြင့် customer ရဲ့စိတ်တိုင်းကြား limit လေးတွေကို color ခွဲပြီးတော့အသုံးပြုပေးထားပါတယ်ရှင်။ရှေးရောင်လိုင်းစင်းတွေနဲ့အနားသက်ပေးထားတဲ့နေရက limit ဒီဇိုင်းလေးကတော့ဖြင့်လူချင်းမင်းတို့ရဲ့အခန်းတွေကိုတည်တက်လှပသွားမှာပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးဒီဇိုင်းဆန်းပြီးတော့လှပတည်တက်တဲ့ furniture ပစ္စည်းတွေကိုမှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကိုမင်းမင်းရဲ့ Viber ဖုန်းနံပါတ်425-912တို့ဆက်သွယ်ပြီးတော့မှာယူလိုက်ပါရှင်။အသေးစိတ်သိရှိလို့ရင်လည်း Viber ဖုန်းနံပါတ်တို့ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်။ကျမတို့ရဲ့အကောက်ကလေးကိုအပေါင်းလေးနဲ့အသေးလေးပြီးပြီးတော့ copy လေးယူသွားပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် bye bye